အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မျှဝေပေးမယ့်အကြောင်းအရာတော့မြန်မာနိုင်ငံရေးနဲ့ပတ်သက်တဲ့သတင်းတချို့ကျွန်တော်အနေနဲ့မျှဝေတော့မှာဖြစ်ပါတယ်အဲ့တော့မြန်မာနိုင်ငံရေးနဲ့ပတ်သက်တဲ့သတင်းဆိုတာလည်းပေါ့လေရှမ်းမြောက်ဒေသမှာလက်နက်ကိုင်အဖွဲ့အစည်းတွေအားမှာပေါ့လေနည်းနည်းပြဿနာနဲ့ပတ်သက်တဲ့သတင်းဆိုလို့ရှိရင်ပို့ပြီးတော့မှန်ပါလိမ့်မယ်အဲ့တော့ဒီလက်ရှိမြန်မာနိုင်ငံရေးအခြေအနေကိုကြည့်မယ်ဆိုလို့ရှိရင်နိုင်ငံရေးပြဿနာကိုပေါ့လေနိုင်ငံရေးနဲ့ဖြေရှင်းခဲ့တဲ့ဒုစက်ကလက်ရှိမြန်မာနိုင်ငံမှာအနှံ့ပြောပါပေါ့လေလက်နက်ကိုင်ပြည်ပခါတွေပို့ပြီးတော့ခြေပြက်လာတဲ့အကြောင်းဖြစ်ပါတယ်အဲ့တော့ဒီလက်နက်ကိုင်ပဋိပက္ခတွေပို့ပြီးတော့ခြေပြက်လာတဲ့အကျိုးဆက်ကပေါ့လေဘာဖြစ်လာတယ်လဲဆိုလို့ရှိရင်တော့ဒီလက်ရှိဒီမြန်မာနိုင်ငံမှာပေါ့လေဒေသခံပြည်သူလူထုတွေကြားမှာဒီစိုးရိမ်မှုတွေမြင့်တက်လာတယ်ပြီးတော့လူအခွင့်အရေးတွေဆုံးရှုံးလာတယ်ပေါ့အဲ့တော့နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်တော့ဒီမိုကရေစီပေါင်းကျင်းလာပြီးတော့စစ်ပေါင်းခြေပြက်လာတယ်ပေါ့အဲ့တော့ဒီစစ်ပေါင်းခြေပြက်လာတဲ့အများဒီစစ်ဝါဒီတွေကိုပေါ့လေလက်ခံထားတယ်လက်နက်ကိုင်အဖွဲ့တွေနဲ့သူ့နယ်မြေကိုယ့်နယ်မြေဆိုပြီးတော့နယ်မြေတွေကိုဒီအပိုင်သိမ်းဖို့အပိုင်စားဖို့ပေါ့လေကြိုးပမ်းလာကြတယ်တွေ့ရတယ်အဲ့တော့ဒီနေမျိုးတွေကိုဒီအပိုင်သိမ်းဖို့ပေါ့လေကြိုးပမ်းလာရင်ရနေပြီးတော့ဒီအချင်းချင်းပေါ့လေတို့အဖွဲ့အစည်းတွေကြားမှာပြိပခါတွေငင်းပွားမှုတွေစက်တိုက်ဆိုလို့ဖြစ်ပွားနေရတာကိုလည်းတွေ့ရတယ်ဖြစ်ပါတယ်အဲ့တော့ဒီလက်ရှိပေါ့လေရှမ်းမြောက်ဒေသဟိုကြည့်မယ်ဆိုလို့ရှိရင်လည်းSSPP SSA နဲ့ TNL ကြားမှာဒီနေမျိုးပြိပခါပေါ့လေငင်းပွားမှုတွေဖြစ်တယ်ပြီးတော့TNL နဲ့ KN ကြားမှာလည်းထုံးတူစားပဲဒီအငင်းပွားမှုပြဿနာတွေဖြစ်ကြတယ်ပေါ့လေပြီးတော့ဒီ KNA နဲ့MNDAA ကြားမှာဖြစ်တယ်ပြီးတော့ MNDAA နဲ့ SSPP SSA ဒီကြားမှာလည်းဒီနေမျိုးလူတဲ့ပြဿနာတွေပေါ့လေဒါတွေကစက်တိတ်ဆိုလို့ဖြစ်နေတာဖြစ်ပါတယ်အဲ့တော့သူတို့တွေအနေနဲ့ဘလောက်ထိတောင်ဆိုးလာလို့ဆိုလို့ရှိရင်တော့ဒီနေမျိုးလူတဲ့ပြဿနာကိုပေါ့လေလက်နဲ့ဖြေရှင်းရတဲ့အဆင့်အထိကိုရောက်လာပြီဖြစ်ပါတယ်အဲ့တော့ဒီအငင်းပွားမှုတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒီရှမ်းမြောက်ကျူးကျော်စစ်စခဲ့တယ်ပေါ့လေ2023ခုနှစ်ကနေစပြီးတော့အခုဒီ2025ခုနှစ်အထိပို့ပြီးတော့မြင့်မားလာတာကိုလည်းတွေ့ရတယ်ပေါ့လေပြီးတော့ဒီ KNA နဲ့TNL ကတော့ဒီနေ့ပေါ့လေဇန်နဝါရီလမှာနက်ဖက်ကမုံဝီနန့်အောင်ပန်ခါးလေးဒေသဘက်မှာနေနေအငင်းပွားရနေပြီးတော့ပေါ့လေအပြန်အလှန်ထိုးကျမှုတွေဒီကိုဖြစ်ခဲ့ကြတယ်ဆိုတော့ဖေဖော်ဝါရီလမှာဆိုလို့ရှိရင်လည်းရှမ်းမြောက်ဘက်မှာပဲ TNL ကKIO ရဲ့တိုက်နေရုံ2ရုံဂိတ်စခန်း4ခုနဲ့ပြည်သူ့စစ်စခန်းတွေကိုအင်အားအလုံးအရန်နဲ့သိမ်းယူခဲ့တာလည်းဖြစ်ပါတယ်နောက်ပြီးတော့ဒီရှမ်းမြောက်မှာပဲမန်တုံမြို့နယ်မန်မောက်ကျေးရွာရောက်နေတဲ့KNA အဖွဲ့ဝင်160ကျော်ကိုလည်းTNL အဖွဲ့ရပေါ့လေအင်အား400လောက်နဲ့ဝိုင်းရိုက်ခဲ့တဲ့ဖြစ်စဉ်လည်းဖြစ်ခဲ့တယ်ပေါ့လေပြီးတော့ဒီ KNA နဲ့MNDAA တို့ကပေါ့လေမတ်လ9ရက်နေ့မှာကုတ်ခိုင်မြို့နယ်မုံစီကျေးရွာအုပ်စုပင်းခန့်ရွာအနီးမှာရှိတယ်ဒီနတ်လန်ချောင်းမှာပေါ့လေရွှေတွင်းရနေပြီးတော့ထုံးစံတိုင်းရန်ဖြစ်ကြတယ်ပေါ့လေဆိုတော့အဲ့ချိန်မှာဒီ MNDAA ကပေါ့လေပြစ်လိုက်လို့KNA 2ဦးအပါဝင်ဒေသခံ4ဦးတေဆုံးရတာဖြစ်စဉ်လည်းဖြစ်ခဲ့တယ်ပေါ့လေနောက်ပြီးတော့ဒီဧပြီလ26ရက်နေ့မှာလည်းဒီ MNDAA ကပေါ့လေနက်ဖက်ကရွာနားမှာရှိတယ်KNO ရဲ့စစ်စေးဒီဂိတ်ကိုပေါ့လေရောက်တဲ့အချိန်မှာလည်းဒီ MNDAA နဲ့KNA ဒီနေပြဿနာပဲစကားများရန်ဖြစ်ကြတယ်ပေါ့လေပြီးတော့ဒီဧပြီလ29မှာဆိုလို့ရှိရင်လည်းဒီ MNDAA နဲ့TNL ကစကားများရန်ဖြစ်ကြတယ်ပေါ့အဲ့တော့ဒီတစ်ဖြစ်ဖြစ်နဲ့ပေါ့လေရှမ်းမြောက်ဒေသမှာဒီလက်နက်ကိုင်အဖွဲ့အစည်းတွေတောင်းမှာပေါ့လေနေမြေပြဿနာစက်တိုက်ဆိုလို့ပို့ပြီးတော့မြင့်မားလာတွေ့ရတယ်ပေါ့လေအဲ့တော့ဒီရှမ်းမြောက်ဒေသကပေါ့လေလူမျိုးဘောင်းစုံလက်နက်ကိုင်အဖွဲ့ဘောင်းစုံပါဝင်နေတယ်ပြိပခအတွင်တစ်ခုကိုကူးပြောင်းနေပြီလားလို့မျိုးထောက်မှာဖြစ်ပါတယ်ဆိုတော့တစ်ဖက်မှာလည်းဒီရှမ်းမြောက်ဒေသကပေါ့လေဒီတရုတ်ရဲ့BRN စီမံကိန်းရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တဲ့တရုတ်မြန်မာစီးပွားရေးစင်ကြံCMEC ဒီအတွက်အခရာကျနေရလည်းဖြစ်ပါတယ်ဆိုတော့ဒီ BRN စီမံကိန်းကဒီတရုတ်ရဲ့အထင်ကရနိုင်ငံတကာအခြေခံအဆောက်အုံစီမံကိန်းကြီးဖြစ်ပြီးတော့ရေနံပိုက်လိုင်းတွေ့ရမှုတွေရေနံသယ်ယူပို့ဆောင်မှုတွေမြန်နှုန်းမြင့်ရထားကွန်ရက်တွေနဲ့အကျုံးဝင်နေတဲ့အပြင်ရှမ်းမြောက်ဒေသကဒီတရုတ်မြန်မာနေစားကုန်တွေရဲ့အတွက်လည်းအရေးပါနေတာဖြစ်ပါတယ်ဒါကြောင့်မို့လို့အကျိုးစီးပွားများစွာဖြစ်ထွန်းနေတဲ့ရှမ်းမြောက်ဒေသကလက်နက်ကိုင်အဖွဲ့ဘောင်းဆောင်အတွက်ပေါ့လေအရေးပါတဲ့ဒေသတစ်ခုလည်းဖြစ်နေရတာဖြစ်ပါတယ်နောက်ဆုံးပြောချင်တာကတော့ဒီလိုမျိုးအကျိုးစီးပွားများစွာဖြစ်ထွန်းနေပေါ့လေရှမ်းမြောက်ဒေသမှာရှိတဲ့တိုင်းလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ပေါ့လေအခုလက်ရှိနေနေပြဿနာတွေဖြစ်ပွားနေတာကိုကြည့်မယ်ဆိုလို့ရှိရင်ဒီမိုကရေစီအရေးကြုံထားတဲ့ပေါ့လေအကျိုးစီးပွားအတွက်နေနေချစ်တော်နေရတဲ့လောက်ရတစ်ခုဖြစ်တယ်လို့ပြောနေတာမြင်တယ်အဲ့တော့ဒီလက်ရှိအခြေအနေတိုင်းဆက်ပြီးတော့ဆက်သွားနေဦးမယ်ဆိုလို့ရှိရင်ဒီရှမ်းမြောက်ဒေသကလူမျိုးဘောင်းစုံပေါ့လက်နက်ကိုင်အဖွဲ့ဘောင်းစုံပါဝင်တဲ့ပြိပခါတွေပဲဆက်လက်ပြီးတော့ဖြစ်ပွားနေအောင်ပါပဲလို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါ